မှာရေးကြီးဆုံးကပတ်စံအာနာပါဝါငါခေငါလက်ထဲမှာ one clip ဘဝစစ်ငါဖောက်တဲ့လမ်းသစ်ဒီမှာရေးကြီးဆုံးကပတ်စံအာနာပါဝါငါခေငါလက်ထဲမှာ one clip ဘဝစစ်ငါဖောက်တဲ့လမ်းသစ်ခေအထူးတွေပဲလို့ပြောင်းကောင်းတဲ့အချိန်တွေမဖောင်းတဲ့ကြောင်းကလစ်တစ်ချက်နေတာနဲ့အခက်တွေ့သွားမယ်ဒီကောင်ကျွေးနှကောင်စအခွဲရွှေမမနဲ့ရေးကြီးတာပတ်စံဒီကိုကြည့်ဖို့ပါဝါအာနာရဖို့တော့ဆိုရင်လုံးဝထားခညနေပုံးနဲ့တက်ပြီးတော့ပြောချတာကစီဝါရေးတဲ့ဘွယ်ရတော့သာဟာတာဒီကဘောအားလုံးကိုနေပြီးချို့ထားတယ်သူ့ကိုချီမိုးလက်ချအောင်လို့စားတယ်တရားဥပဒေကိုရှင်းဆိုင်မဲ့လက်တလုံးချတယ်ငါသမိုင်းကိုငါရေးနေတဲ့ဘောပင်လာမငါတဲ့ဒီမှာရေးကြီးဆုံးကပတ်စံအာနာ